နေလို့ရတယ်မှာပထမ်းပွဲရှိတာဆိုတော့လေဒီနေ့အတွက်ကိုစွန့်ချိုင်လေးပို့ဖို့အတွက်ကိုစွန့်ရင်းလေးတွေဖွဲရလေးချက်ပြုတ်လိုက်ပါအောင်မယ်ရှင်ခိုင်းဆိုလို့ရှိရင်ပထမ်းပွဲရကြတော့လေလို့တူတယောက်ထဲရပဲအာယုံစွန်းနေစွန်းပေါ့အချို့ပွဲဆိုပြီးတော့ကတ်လို့ကြတယ်ဒီနေ့ကတော့အဲ့လိုမျိုးမလုပ်တော့ပဲနဲ့တရွာလုံးမှာရှိတဲ့စိန်ကောင်းတွေကိုတကောင်းစီကိုတရက်စီပေါ့နော်အဲ့လိုစွန့်ချိုင်ပို့တဲ့အစီအစဉ်လေးလုပ်လိုက်တာပေါ့နော်ဒီလိုလေးလုပ်ချင်းအဖြစ်အကုန်လုံးလည်းကုသိုလ်ရအောင်ရောတရွာလုံးလည်းလှူပေးအောင်ရောဆိုတဲ့စိတ်ထားလေးနဲ့ဒီကဒီလိုလေးပြင်ဆင်ပြတာပေါ့နော်ဆိုရင်အတွက်ကြတော့လေချောင်းသားချက်ဖို့တွေကိုအားကြပြီးတော့ဒီနေ့ပင်လယ်စာရေးကြည့်ပဲကိုချောင်းသားချက်ဖို့မဟုတ်တဲ့မြိုင်ချက်ဖို့လေးချက်ပြီးတော့ဘုန်းကြီးကျောင်းကိုကတ်လို့မှာပေါ့နော်ချက်တော့ပြီးအနှစ်ကကြတော့အများကြီးလောက်မှာဆိုတော့လေမထောင်းတော့ဘူးထောင်းလို့ရှိရင်လည်းအချိန်မမီမှာဆိုလို့လေချိတ်ဆက်နေပဲချိတ်လိုက်တော့တယ်ပစုံတုံးကလေးများအကြီးမှာတာပေါ့နော်ဒါပေမဲ့တိတ်တိတ်လေးပဲရရတဲ့အတွက်ကြောင့်မလို့အများတိတ်တိတ်လေးပဲချက်လိုက်ရတယ်ပေါ့နော်အရင်ဦးဆုံးမြိုင်ချက်သွန်ဖြူလေးကိုအနံလေးမှုေးလာတဲ့ဒီကိုစစ်တက်လိုက်ပါအောင်မယ်ရှင်အစွန်တော့ရဲ့အရာကိုကြာတော့မြိုင်ကအရဲထက်အဝါရောင်လေးကြိုက်တာဆိုတော့လေစနေမောင်များနဲ့အရောင်တမုံနည်းနည်းလေးထည့်တာပေါ့နော်ချက်သွန်ဖြူလေးထောင်းထားတာကိုကြာတော့မြိုင်တစ်ခါလေးစစ်တက်လိုက်တာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ပြည်ချင်းကချက်ဖို့အတွက်ကိုမြိုင်တစ်ပတ်ကန်စာလောက်ခွဲထားလိုက်အောင်မယ်ပြီးရင်တော့ပစုံထုတ်ထည့်ပါမယ်။အရာသားအနေနဲ့ကကြတော့မြန်ရစက်သွန်နေရဲ့အချိုရဲ့ပစုံထုတ်ရဲ့အချိုရဲ့ကိုယူထားရဆိုတော့လေညမြလေးပပလေးနဲ့အစားလေးပဲထည့်ပေးတာပေါ့နော်။ပစုံကကြောက်လေခဏနေကြက်တဲ့အရာဆိုတော့ရှည်ကကြောက်လေကိုလိုချင်တော့လေးမှန်းပြီးထည့်တာပါ။ပစုံထုတ်လေးကိုချက်ထားတဲ့အချိန်မှာနိုင်ဒီဘက်မှာပြည်ချင်းငါးတွေကိုတတ်ဆင်ပြီးတော့စစ်ကြောလိုက်အောင်မယ်နော်။ကဲတန်းစင်စစ်ကြောပြီးသွားပါပြီဒီချင်းကချက်တာကြတော့ခုနစစ်တက်ပြီးတော့ခတ်ထားတဲ့စက်သွန်ခင်းအထည်ရဲ့ရမ်းညင်သေးရဲ့ငမြာရည်နဲ့စားရတာလေးနဲ့တစ်ခါလေးစစ်တက်ထားပါတော့ဒီချင်းကောက်ကြတော့နှင်းအိမ်လေးနဲ့လည်းချက်ချင်တာဆိုတော့လေနိုင်အကောင်နှစ်ကောင်လောက်ကိုမေးမထုတ်ခင်ထားလိုက်တယ်ဒီချင်းကကြတော့သူ့ထဲမှာရေရထွက်တာဆိုတော့လေမြရေတောင်းဆက်စရာမလိုသူ့ရေကိုပဲခန့်အောင်လုပ်ပေးရတယ်။ချကန်ဒီမှာမဆလာလေးပုတ်လိုက်တာပေါ့နော်။အရေလေးကလည်းပပလေးပါတယ်စီလေးကလည်းပြန်ပြီးတော့မဆလာနဲ့တင်းတင်းလေးနဲ့အရင်စားကောင်းတာပေါ့နော်။ဒီချင်းကနဲ့ကင်းမုံကြတော့မြန်ကအချစ်ဆန်လေးတုံးမှာဆိုတော့သူတို့ပြုတ်ပေးရမှာပေါ့နော်။ပြုတ်ဖို့တော့ကကြတော့မြန်ကအသားလေးကိုထုတ်ထုတ်ပို့ပြီးတော့နုညံ့ပြီးစားကောင်းအောင်လို့အများကြီးတစ်စိတ်လောက်ကိုထည့်ပေးပါတယ်တချို့ကလေလိုပလင်စာကြီးပြုတ်တဲ့အခါမှာဘာဖြစ်လို့လီမွန်ထည့်လဲဆိုနေကြလို့သူ့ရဲ့အရာသားကသူ့ရဲ့အရာသားလေးစားရနုညံ့ပြီးတော့အညိနဲ့လည်းတက်တာတယ်ပေါ့နော်ကဲတယောက်ထက်ချင်းပြုတ်ရင်းနဲ့မိုးလင်းလာပါပြီရှင်ကင်းမုံကိုကြတော့လေချင်းဆက်လေးတုံမှာဆိုတော့မြန်ညှို့ပြစင်းလေးခုလိုက်အောင်မယ်နော်ဒါလေးကတော့မနက်ခင်းမြင်လို့ချက်မှာမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်ဟုတ်ပြီလားအခုတော်လေးပန်းလေးရလည်းပုံနေတာဆိုတော့ကြည့်ရတာမျက်စိကလေးတောက်ဖြစ်လို့ဒီချင်းကတောက်တက်ကကြတော့ငပီလေးကိုမိကင်ပြီးတော့မြို့တီးရဲ့စက်တုံလေးကိုလှော်လိုက်တယ်ထောင်းတယ်ပြီးရင်တက်မြာသီးလေးရဲ့စားရတာလေးနဲ့အောင်မြန်ချင်းဆက်လေးတုပ်ပေးထားပါပေါ့နော်နောက်ဆုံးမှာနက်လေးနဲ့အုပ်ပေးလိုက်တယ်ဘူတဟင်းကားတွက်ကကြတော့လေဒီတိုင်းဆိုလို့ရှိရင်ရိုးနေတာဆိုတော့လေနိုင်ရဒီငရွှေနဲ့လှုပ်ထားတဲ့အမုံဒီအမုံဝယ်ထားလည်းရှိတာဆိုတော့သူ့အရေအိုးလေးတည်ပေးလိုက်တယ်ပြီးသွားရင်ပွက်ပြီဆိုတော့မှဘူဒီပပလေးလီထားလေးထည့်လိုက်တာပေါ့နော်